တန်ဖိုးနဲ့အိမ်ယာဆိုတာအခြေခံလူရန်သားတွေနဲ့အောက်ခြေနိုင်ငံလကစားဝန်ထမ်းတွေရဲ့အိမ်မက်လို့သတ်မှတ်ရင်လည်းမမှားပါဘူးဒါအပြင်ကျူးကျော်နေထိုင်သူတွေရဲ့အတိအကျနေထိုင်ခွင့်ရဖို့ဖော်ဆောင်ပေးနေတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်အရင်ကဆိုမြို့သစ်တွေတီးပြီးကျူးကျော်နေထိုင်သူတွေနဲ့နိုင်ငံဝန်ထမ်းအများစုကိုနေထိုင်ဖို့နေရာတွေဖန်တီးပေးနိုင်ခဲ့ပါတယ်အခုနောက်ပိုင်းမှာတော့မြေနေရာအခက်အခဲတွေရှိလို့အရင်လိုမြို့သစ်တွေမတီးဆောက်နိုင်တော့ပဲတန်ဖိုးနဲ့အိမ်ယာတွေတီးဆောက်ပြီးနေရာရဖို့ဖန်တီးပေးလာခဲ့ကြတာလည်းဖြစ်ပါတယ်2014ခုနှစ်လောက်ကစလို့အခြေခံလူတန်းသားတွေလက်လန်းမိနိုင်မဲ့တန်ဖိုးနဲ့အိမ်ယာတွေကိုစတင်ရောင်းချပေးခဲ့ပါတယ်ဒီလိုရောင်းချပေးတဲ့နေရာမှာဘဏ်ကနေတဆင့်ရောင်းချခဲ့တယ်လို့ငွေအလုံးရင်းနဲ့ပေးချေပြီးရောင်းချခဲ့တာတွေလည်းဖြစ်ပါတယ်ဝယ်ယူသူတွေအနေနဲ့ဒီလိုအိမ်ယာတွေအပေါ်ငွေပေးချေပြီးလို့တက်ရောက်နေထိုင်တဲ့အခါမှာမီးမရရှိမှုတွေဥဆုံးကြုံတွေ့ရပါတော့တယ်ဒီလိုမိမိတို့ဝယ်ယူတဲ့အခါမှာမီးမရရှိလို့လက်ရှိနေထိုင်တဲ့အိမ်ကန်းကိုမီးရတဲ့နေရာသို့ပြောင်းရွှေ့တဲ့အခါအခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်အဲ့ဒီနောက်ပိုင်းမှာရောင်းချမှုတွေလိုအပ်ချက်တွေကိုပွန့်ပွန့်လင်းလင်းပြောပြပြီးစိတ်ကြိုက်ဝယ်လို့ရအောင်စီစဉ်ပေးနေတယ်လို့လည်းညွှန်ကြားရေးမှူးဒေါ်မီမီတင်ကယခုလိုပဲပြောပြခဲ့ပါတယ်ဟုတ်ပြီအန်ဒီတို့ရောင်းပြီဒါပေမဲ့အန်ဒီတို့ဘက်မှာမပြည့်စုံတဲ့အချက်တစ်ချက်အန်ဒီတို့တွေ့ရတယ်အဲ့ဒါကတော့မီးရရှိမှုကတော့အန်ဒီတို့လည်းစူးစမ်းနေတယ်ဒါပေမဲ့ခုနပြောသလိုဒါကတော့ဝန်ကြီးဌာနတစ်ခုနဲ့လည်းမပတ်သက်ဘူးညှိနှိုင်းလုပ်ကြရတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်အန်ဒီတို့ဒီ YSC နဲ့လည်းညှိနေတယ်ဒီပြည်ထောင်စုဝန်ကြီးဌာနနဲ့လည်းညှိပြီးတော့မီးတော့အများဆုံးရရှိဖို့အတွက်တော့ဒီလိုညှိနှိုင်းဆောင်ရွက်နေတယ်ဒါပေမဲ့လက်ရှိအခန်းတွေထဲမှာမီးမရသေးတဲ့အခန်းတွေပါတယ်အဲ့ဒါဆိုလဲအန်ဒီတို့ကအဲ့လာပြည်သူတွေကိုအခုစဉ်းစားထားတာတော့ဒီ August လတတိယပိုင်းလောက်ဆိုရင်တော့အန်ဒီတို့စစ်စစ်တဲ့အပိုင်းပြီးသွားမယ်စစ်စစ်တဲ့အပိုင်းပြီးသွားရင်မြို့နယ်လိုက်သူတို့ကိုမဲနိုင်ဖို့ခေါ်တဲ့အခါကျရင်နေရာမှာဘယ်မြို့နယ်ကဘယ်တိုက်ကတော့အန်ဒီတို့အခြေအနေကတော့ဒီလိုရှိတယ်မီးရရှိမှုကတော့ဘယ်လမှာရမယ်ဘယ်ဟာတော့ရပြီရေရရှိမှုကတော့ဘယ်လိုဆိုရအောင်အန်ဒီတို့ကတ်ထားမယ်သူတို့တကယ်လို့အဆင်ပြေတယ်ရတယ်မီးကိုစောင့်မယ်3လတန်တီစောင့်မယ်4လတန်တီစောင့်မယ်ဆိုရင်အန်ဒီတို့တို့ကိုရောင်းချပေးလိုက်ပြီးတော့ဗချင်းငွေစနစ်နဲ့ဆက်ပြီးတော့တို့ဒီအိမ်တွေကိုပိုင်ဆိုင်မှုရမှာဖြစ်ပါတယ်ဒီလိုတိုက်ခန်းတွေရောင်းတဲ့အခါငွေအလုံးရင်းနဲ့ပေးချေတာတွေကရောင်းသူနဲ့ဝယ်သူအကြားအခက်အခဲတွေရှိနေလို့အခုနောက်ပိုင်းဘဏ်ကနေတဆင့်တာချိတ်ရောင်းဝယ်မှုတွေပြုလုပ်ခဲ့ပါတော့တယ်ဒီလိုဝယ်ယူတဲ့အခါမှာဘဏ်ကနေဝယ်ယူတာဖြစ်လို့တိုက်ခန်းတွေရောင်းချတဲ့အခါမှာပွဲသားတွေကလိမ့်လဲဝယ်ယူတာကိုအများအပြားတွေးရှိခဲ့ရပါတယ်ဒီလိုမတမာတဲ့နီးနဲ့ဝယ်ယူတာတွေတွေးရှိရပေမဲ့လည်းတိုက်ရိုက်အရေးယူလို့မရလို့ဟန်ထားခြင်းတွေကိုသာပြုလုပ်နိုင်တယ်လို့ညွှန်ကြားရေးမှူးဒေါ်မီမီတင်ကယခုလိုပဲပြောပြခဲ့ပါတယ်အခုဘယ်လိုလုပ်နေလဲဆိုတော့အန်ဒီတို့လည်းပြီးခဲ့တဲ့ဘက်ကပဲကိုတို့ site တွေပေါ့နော်သူတို့ဖြင့်ဒီရွှေလင်မန်းဆိုရွှေလင်မန်းဝယ်ခြင်းနဲ့သူကျက်စစ်သင်းဆိုကျက်စစ်မင်းဝယ်ခြင်းနဲ့သူကဟိုပွဲစားများနေတစ်စင်မွဲပါနဲ့ဒီ ARC မှန်ကြီးများကိုဘဏ်နဲ့ချိတ်ဆက်ပြီးတော့ဓာတ်ရိုက်ဝယ်နိုင်ပါတယ်ဒီမကျုပ်လမ်းမှာရှိတဲ့ဒီမြို့ပြနဲ့အရာဖွံ့ဖြိုးစည်းဌာနမှာပဲရောင်းပေးပါတယ်ဘယ်မှမရောင်းပါဘူးဆိုတော့ဗနိုင်နေကတ်ဖို့လို့လုပ်ထားတယ်ဩဂတ်လအတွင်းမှာရောင်းချမဲ့တကုံစိတ်ကမ်းမြို့နယ်ယူဇနာအပိုင်း1အပိုင်း2ကနောင်အိမ်ယာလှိုင်းသာယာမြို့နယ်ရွှေလင်ပန်းအိမ်ယာတို့ရဲ့တိုက်ခန်းကိုရောင်းချပေးဖို့စီစဉ်ထားပြီးပမာဏကိုတော့85သိန်းကနေ125သိန်းကြားသတ်မှတ်ပေးထားပါတယ်ဇလိုင်လနောက်ဆုံးအပတ်မှာတော့ရှောက်လွှာတွေကိုစစ်ဆေးနေပြီးလိမ့်လဲဝယ်ယူပါကအိတ်ခမ်းတန်ဖိုးရဲ့900ခန့်ကိုဒဏ်ကြေးအနေနဲ့ပေးဆောင်ရမှာလည်းဖြစ်ပါတယ်